ပဲမြင်ပါပါရှင်ဒီနေ့မှာတော့ဈေးဝယ်ထွက်ခဲ့ပါတယ်ဈေးဝယ်ထွက်ခဲ့တဲ့အတွက်ကျမကဘာလေးတွေဝယ်လာလဲဆိုတာတော့အားလုံးပေါင်းတော့နည်းနည်းတော့များတယ်ပေါ့နော်ဘယ်လောက်လဲဆိုတာတော့ပြမယ်ပေါ့နော်အရင်ဆုံးကတော့ကျမပြလိုက်တာတော့မယ်ဒီမှာကကျမဝယ်ခဲ့တဲ့အိတ်လေးပါနော်ကျမတော့လက်ဆိုင်ပေါင်းလို့ဝယ်ခဲ့တာပါတစ်ဆိုင်ကကြတော့အောင်ဆိုင်ရပြီးဟွာဆိုင်ဒီနာမည်လေးတစ်ခုအောင်မိသွားဒီနောက်တစ်ဆိုင်မှာကျတော့ဒီပီရန်ဝယ်ခဲ့ပါတယ်ပီရန်ရဲ့နောက်တစ်ပိုင်းကျတော့ဒီမာကာ900လို့တော့ပြောတာပဲဒါပေမဲ့အနည်းကမှားသွားရင်လည်းမှားသွားမှာတဲ့ဒါပေမဲ့လည်းမဖြစ်ပါဘူးအနည်းကဒါနောက်ပြီးတော့ဒီအပန်းရောင်ဒါဘယ်လောက်လဲဒါ800ပါနော်ဒါ800ပဲ800ဒါအစ်စ်ပါအတုမဟုတ်ဘူးပေါ့နော်နောက်ပိုင်းကျတော့ဒီတိတ်နောက်တစ်ဆိုင်ဒါကတော့တစ်ဆိုင်ဒါကြတော့တိတ်ပေါ့နော်တိတ်ဝယ်ခဲ့ဒါကြတော့ဒီကပေါ့နော်ဒါဒီဆိုင်ကတိတ်ဆိုင်ရဝယ်ခဲ့တာဒီမှာ900တဲ့ဒါကောင်မလေးမလို့ကျမဝယ်ခဲ့တာဖြစ်ပါတယ်6ကတ်တော့ပါတယ်900ပေါ့တန်တော့တန်ပါတယ်အကုန်လုံးဖောက်ပြပါနော်ဒီမှာပါနော်ဒီရမ်းမိုက်ပါရဲ့ဒီနေ့မှာတော့ဝယ်ခဲ့ရတော့ကျမအားလုံးပါရှင်းပြပါမယ်ရှင်ဒါကတော့တစ်ခုကို900ရှိပါတယ်ဒီမှာလို့9လေးရေးထား900ရဲ့ဒီ1600ရဲ့ပေါင်းမယ်ဆိုရင်ကြတော့2500ကျပါရှင်ဒီဒီဇိုင်းကတော့တော်နဲ့ပေါ့နော်ဒါကြတော့1000ပေါ့နော်ဒီ1000ရဲ့ဒီဒါကြတော့900ရဲ့1900ရဲ့ဒီ800ရဲ့ပေါင်းတော့1900ရဲ့800ရဲ့ပေါင်းတော့1500ပါပဲပေါ့နော်ဒါလားကြတော့900ဆိုတော့ဟုတ်တယ်အားလုံးပါ2500သုံးခဲ့တာကကြတော့ဒီမှာတို့2500 3000ပေါင်းခဲ့ပါတယ်နော်2500ဒါလည်း2500ပဲဒါလည်း2500ပဲပေါ့နော်အဲ့ဒါအားလုံးပေါင်း9000ကျခဲ့ပါတယ်ဒါမဲ့9000ကကျမက1000ထပ်ပို့ယူပါ11500ယူပါရခါကြတော့ဒီမှာ6000နဲ့500ပို့ခဲ့ပါတယ်ရှင်အဲ့ဒါကြောင့်ကျမရဲ့ဗီဒီယိုလေးကိုစောင့်ကြည့်ပေးကြပါနော်ဘိုင်ဘိုင်ဒီဗီဒီယိုကျမဗီဒီယိုစောင့်ကြည့်ပေးကြတဲ့သူတွေကိုအားလုံးကိုကျေးဇူးများတင်ပါတယ်ဘိုင်ဘိုင်